မိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမကလေးတငယ်တွေမှာအဖြစ်များတဲ့ယောဂတွေနဲ့ဒီယောဂတွေကိုကုသပြောက်ကင်းနိုင်တဲ့အိမ်တွင်းကုထုံတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာမကတော့တော်ဝင်းမမပါတိုင်းစစ်ပညာရှင်တယောက်ပါရှင်နာသိစေရှိစကားစုကစီကျူသွေးကျူတကေတမှုပြုံးမှာဟန်တာအေးစေပါစိတ်ချမ်းစွာတောက်ကြည့်ပါဟန်တာအေးစေကောင်းတလက်ပါဟန်တာအေးစေတိုင်းအမှတ်82 38လမ်းကြောက်တရားမြို့နယ်ရန်ကုန်မြို့ဆက်သွယ်ရန်ဖုန်းနံပါတ်3992333311ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်အခုပထမဆုံးအနေနဲ့ဆရာမကလေးတငယ်တွေမှာအဖြစ်များတဲ့ယောဂတွေအကြောင်းပြပြပေးခြင်းပါတယ်ဒီယောဂတွေကတော့ကလေးတငယ်တွေကြောဘူးကောင်းထားတာနာစင်းနာပိတ်တာချောင်းဆိုးချွတ်ချက်ရင်ချက်ဖြစ်တာအပေါ်ပိုင်းအသက်ရှူလမ်းကြောင်းရောင်ရမ်းတာအစာမကြေးလေထိုးလေယောင်ဖြစ်တာနှုတ်အန်တာကြို့ထိုးတာရှာမမက်ခယူပေါက်တာဝမ်းပေါ်ဝမ်းရောင်ဝမ်းကိုက်ဖြစ်တာစီးချုပ်ဝမ်းချုပ်လေချုပ်ဖြစ်တာမကြခဏတက်တာစတဲ့ယောဂတွေဖြစ်သွားတာကိုတွေ့ရလေးရှိပါတယ်အခုဆက်ပြီးတော့ကလေးတငယ်တွေမှာဖြစ်တတ်တဲ့ဒီယောဂတွေနဲ့ဒီယောဂတွေကိုတတ်တပြောက်ကင်းအောင်ကုသပေးနိုင်တဲ့အိမ်တွင်းကုထုံတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနည်းလမ်းတွေကတော့ကလေးတငယ်အေးချောင်းဆိုးရင်ချက်ဖြစ်တဲ့အခါမှာကုန်းရွက်စိမ်းကိုစားနှင်းငယ်နဲ့ခြေပြီးတော့အရေးရလာတဲ့အခါမှာကုန်းရွက်စိမ်းကိုတိုက်ကျွေးပေးခြင်းအပြင်ကလေးတငယ်တွေချောင်းဆိုးရင်ချက်ဖြစ်တာကိုတတ်တာစီမှာပဲဖြစ်ပါတယ်ဒီဆေးကိုတော့ကလေးရဲ့အသက်နဲ့ကိုယ်လေးချိန်ကိုလိုက်ပြီးတော့လက်ဖက်စားဆုံးရဲ့တစ်စုံကနေ3စုံအထိတိုက်ကျွေးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကလေးတငယ်တွေချွဲချက်ပြီးတော့ချောင်းဆိုးရင်ချက်ဖြစ်တဲ့အခါမှာကြက်သွန်ပြူကိုအသုံးပြုပြီးတော့ဆေးဝါးကုသပုံကိုလည်းမျှဝေပေးချင်ပါတယ်ရှင်ဒီဆေးနည်းကတော့ကလေးတငယ်တွေချောင်းဆိုးရင်ချက်ဖြစ်တဲ့အခါမှာကြက်သွန်ပြူတတ်တူရည်ထမင်းစားဆုံးတစ်စုံနဲ့နှမ်းစီနှစ်ချက်ခွဲသားတို့ကိုရောပြီးတော့ကြောဘက်နဲ့ရင်ဘက်ကိုလိမ့်ပေးရမှာဖြစ်ပါတယ်ဒီလိုလိမ့်ပေးခြင်းအပြင်ကလေးတငယ်တွေချွဲချက်ရင်ချက်ဖြစ်တာကိုတတ်တာစေပြီးတော့အသက်ရှူရလွယ်ကူစေမှာပဲဖြစ်ပါတယ်ဒါအပြင်ကလေးတငယ်တွေဝင်းကြိုက်တာဝင်းဖုံးဝင်းရောင်ဖြစ်တဲ့အခါမှာလည်းကြက်သွန်ပြူဥတလုံးကိုမီးဖုတ်ပြီးတော့ကျွေးပေးနိုင်ပါတယ်ကလေးတငယ်တွေစီးချုပ်တဲ့အခါမှာလည်းကြက်သွန်တွေကိုအလုံးလိုက်မီးဖုတ်ပြီးတော့ထက်ချမ်းခွဲအေးခံပြီးတော့ကလေးတငယ်ရဲ့စီးကုံအုံမေးခြင်းအပြင်လည်းစီးသွားစေမှာပဲဖြစ်ပါတယ်ရှင်ဒါအပြင်ကလေးတငယ်တွေဝင်းချုပ်တဲ့အခါမှာလည်းပြားရည်လက်ဖက်စားစွန်းတစ်စွန်းနဲ့တမ်းမြားရည်လက်ဖက်စားစွန်းတစ်စွန်းကိုရောဆက်ပြီးတော့တိုက်ကျွေးပေးခြင်းအပြင်လည်းကလေးတငယ်တွေဝင်းချုပ်တာကိုတတ်တာစေပြီးတော့ဝင်းကိုပုံမှန်သွားစေမှာပဲဖြစ်ပါတယ်ရှင်ခုလောက်ဆိုရင်တော့ကလေးတငယ်တွေမှာဖြစ်တတ်တဲ့ယောဂတွေနဲ့ဒီယောဂတွေဖြစ်တဲ့အခါမှာတက်တာပြောက် sorry ဟသွားတယ်ခုလောက်ဆိုရင်တော့ကလေးတငယ်တွေမှာအဖြစ်များတဲ့ယောဂတွေနဲ့ဒီယောဂကိုတက်တာပြောက်ကင်းစေဖို့အတွက်ကုသပြောက်ကင်းနိုင်တဲ့အိမ်တွင်းကုထုံတွေကိုတန်တင်းသိသိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပြည်သက်ကြီးများအားလုံးပဲကိုယ်စိတ်နှလုံးရှင်ပြုံးကျန်းမာနိုင်ကြပါစေရှင်